大家好，ဒီနေ့မှာတော့ညီ为什么ဆိုတဲ့ grammar pattern လေးနဲ့တရုတ်စကားပြောလေ့ကျင့်ကြပါမယ်။နင်ဘာဖြစ်လို့အဓိပ္ပာယ်ရပါတယ်။သူ့ရဲ့ pattern လေးကိုရေးပေးထားပါတယ်။နံပါတ်1အနေနဲ့ညီ为什么不说话နင်ဘာဖြစ်လို့စကားမပြောတာလဲ။နံပါတ်2ညီ为什么不去上课နင်ဘာဖြစ်လို့အတန်းမတွားတတ်တာလဲ။နံပါတ်3你为什么不学习汉语နင်ဘာဖြစ်လို့တရုတ်စာကိုမတင်ယူတာလဲဒီနေရာမှာညီကို subject အနေနဲ့သုံးထားပါတယ်ညီရဲ့နောက်မှာ为什么ဘာဖြစ်လို့ဆိုတဲ့စကားလုံးလာပါမယ်သူရဲ့နောက်မှာ不ဆိုတဲ့အငင်းစာလုံးလိုက်ပါမယ်不ရဲ့နောက်မှာဘတ်ဖြစ်တဲ့ရှောပြောဒီ去上သွားတတ်ဒီရွှဲရှီတင်ယူဒီစတဲ့ဘတ်စလုံးလိုက်ပါမယ်ဘတ်ရဲ့နောက်မှာ object ဖြစ်တဲ့画စကားခအတန်ဟန့်ယူတရုတ်စာစတဲ့ object လိုက်ပါမယ်။မှာပတ်တန်လေးတီးုံနဲ့ကိုတီးတဲ့စာလုံးတွေကိုအစားထိုးပြီးလေ့ကျင့်လို့ရပါပြီ။ဝိရှမနဲ့ပတ်သက်တဲ့စာကြောင်း9ကြောင်းကို Part 2မှာလေ့ကျင့်လို့ရအောင်လုပ်ပေးထားပါတယ်။ကြိုက်ကြံ့